စဘာလေဘာစဘာထောင်းပါများစဘာလေစံစည်းရမရပေါင်းပါများမရတဲ့စံစည်းရ အဲ့လိုကြီးလားဒါတော့ကောက်ညင်းထောင်းနေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အကူကြီးကောက်ညင်းထောင်းနေတာပါ ကဲဒီလိုနေရောက်တော့ဟာလောကောက်ညင်းထောင်းပြီးတော့ဒါ ထွက်နေပြီစတာချင်းဆိုတာအလုံးလိုက်ထွက်တယ် ဟုတ်တယ်ထောင်းမှများတယ်သူကကြည်သွားတာလေအားကြောင့်သူကဟိုအစီကြီးပဲထောင်းလို့ရှင်ပိုကြည်တယ်လေအားကြောင့်အခွန်နဲ့ရောထောင်းတာလေ ဒီကျအဆက်ဆက် exercise လည်းဖြစ်ဘယ်လိုလဲဆိုတော့ ကလည်းကောက်ချောင်းပွား ကောက်ညင်းထောင်းခေါ်ဖို့ထုတ်စားလေးရတယ်နောက်ပြီးတော့ခုနလိုပေါ့နော်ကောက်ညင်းပေါင်းစားမလားကောက်ညင်းငချိတ်ပေါင်းအဲ့ဒါလည်းရတယ်နောက်ပြီးတော့ခုနလိုပေါ့နော်ကျွန်တော်တို့ကစော်ချက်ပြီးတော့ကစော်နဲ့နှုတ်စီနဲ့ချက်စားလေးရတယ်ပေါ့နော်အရင်ကောင်းတယ်ပေါ့နော်အားရှိလေဆောက်လို့လည်းကောင်းတယ်အဲ့ကျွန်တော်တို့အကူကြီးဖြစ်ပါတယ်သူကိုယ်တိုင်ဒါတော့လက်မှုထောင်းပေါ့နော်စက်မှုထောင်းပါဘူးဆက်နေကြည့်တယ်လက်ထောင်းပါစက်ထောင်းမဟုတ်ပါဘူး လူပြိုထောင်းတော့တာ လူပြိုထောင်းနဲ့ကိုစောင်းကလူပြိုကြီးထောင်းဖြစ်နေပါတယ်ခင်ဗျာ ပြောလို့မရှိဘူး ငလား